I usually drink a cup of coffee before I start working because it makes me ready to work. I usually drink a cup of coffee before I start working because it makes me ready to work. See the difference? တူညီတဲ့စာကြောင်းနှစ်ကြောင်းပြောနေတဲ့သူကလည်းတယောက်တည်းသို့ပေမဲ့လို့အတန်ထွက်ကနှစ်မျိုးထွက်နေတယ် Why does it happen? ပထမတစ်ခုကကျွန်တော် IPA ကိုမလေ့လာခင် normal English speaker တယောက်အနေနဲ့ Burmese accent နဲ့အတန်ထွက်ထားတာဒုတိယတစ်ခုကကျွန်တော် IPA ကိုလေ့လာပြီးတဲ့အခါမှာပြောင်းလဲသွားတဲ့ကျွန်တော်ရဲ့အတန်ထွက် pronunciation ဒီနှစ်ခုရဲ့အဓိကခြားနာချက်က IPA ပထမတစ်ခုက IPA ကိုမလေ့လာခင် English အတန်ထွက် English စကားပြောတဲ့ပုံစံဒုတိယတစ်ခုက IPA ကိုလေ့လာပြီးတဲ့အခါမှာပြောင်းလဲသွားတဲ့ကျွန်တော်ရဲ့ English speaking ပုံစံနော်ဆိုတော့ IPA ဆိုတာဘာလဲ IPA ဆိုတာ the International Phonetic Alphabet သူက English language မှာရှိတဲ့ English အတန်ထွက်တွေကိုလေ့လာတာ vocabulary တစ်လုံးကိုကျွန်တော်တို့ English လို့ဘယ်လိုမျိုးမှန်ကန်အောင်အတန်ထွက်မလဲနော်ပြီးရင် English စာကြောင်းတွေစကားပြောတဲ့အခါမှာအတန်တွေကိုဘယ်လိုမျိုးချိတ်ဆက်မလဲဒါတွေကိုကျွန်တော်တို့ကလေ့လာတာကို IPA လို့ခေါ်တာဒါတွေကိုလေ့လာခြင်းဖြင့်ကျွန်တော်ရဲ့ English speaking ပုံစံဒီပို့ပြီးတော့ comfortable တက်တောင်းတက်တာဖြစ်တဲ့ effortless တိတ်အားစိုက်စရာမလိုလုံးဝ smooth ဖြစ်တယ်ကျွန်တော်ဒုတိယစကားပြောတဲ့ပုံစံမျိုးပေါ့ IPA ကိုမသိရင်တော့သိကြတယ်ကျွန်တော်တို့ပထမပုံစံလိုပဲဖြစ်နေမှာပဲเนาะမိတ်ဆွေဘာသာအင်္ဂလိပ်စာကိုအနှစ်20ပဲလေ့လာအနှစ်40ပဲလေ့လာ IPA ကိုမသိရင်မိတ်ဆွေရဲ့ English speaking ပုံစံဒီကျွန်တော်ဒီဗီဒီယိုရဲ့ပထမအဆုံးကျွန်တော် IPA ကိုမသိတဲ့အတန်ထွက်ပုံစံမျိုးနဲ့ပဲမိတ်ဆွေစကားပြောလိမ့်မယ်မိတ်ဆွေစကားပြောရတာအတန်တွေကိုချိတ်ဆက်မှုမရှိဘူးအတန်ထွက်တွေကိုမှန်မှန်ကန်ကန်အတန်မထွက်တတ်ဘူးเนาะပြီးရင် speaking က smooth မဖြစ်ဘူးဘာကြောင့်လဲ English စာရဲ့အတန်တွေကိုလေ့လာတဲ့ IPA ကိုကောင်းကောင်းမသိလို့เนาะ IPA ဆိုတာကကျွန်တော်တို့မှားနေတဲ့အတန်ထွက်တွေကိုသေချာပြင်ပေးတယ်เนาะကျွန်တော်ပုံမှန်ထွက်နေတဲ့အတန်ထွက်တွေဒီလုံးဝမှန်တာမဟုတ်ကျွန်တော်ဆိုလို့ရှိရင်လည်းမှားပြီးတော့အတန်ထွက်တဲ့အစကားလုံးတွေအများကြီးပဲIPA ကိုလေ့လာတဲ့အခါမှာတော့ကျွန်တော်ဒါတွေကတော့လုံးဝအမှားကြီးပါလားကိုလေ့လာခဲ့တဲ့အရာတွေကဒီလိုမျိုးပြန်ပြီးတော့ခံစားရတယ်เนาะဒါကြောင့် English speaking တကယ်တမ်းကောင်းချင်တယ်ဆိုရင်ကျွန်တော်ဒီ IPA ကိုမဖြစ်မနေလေ့လာဖို့လိုအပ်တယ်ဒါပေမဲ့ဘာလို့လဲတော့မသိဘူးကျွန်တော်တို့မြန်မာနိုင်ငံမှာ IPA နဲ့ပတ်သက်ပြီးတော့အထူးတလဲ focus ထားပြီးသင်တာမျိုးတွေပြောတာမျိုးတွေသိပြီးတော့မတွေ့ရအောင်เนาะအနည်းအကျဉ်းလောက်ပဲတွေ့ရတယ်အများစုက English grammar ပြီးရင် vocabulary ပြီးရင် listening practice speaking practice ဒါမျိုးတွေလောက်ပဲများတာပေါ့နော်ဒါပေမဲ့တကယ်တမ်းမှာ IPA ဒီ English speaking တို့ listening တို့ရဲ့အချုပ်ပဲ IPA ကိုသာကျွမ်းကျင်ပိုင်နိုင်ရင် listening တို့ speaking တို့ဆိုတာ just piece of cake ပဲလုံးဝအလွယ်ဆုံးပဲเนาะဒီလောက်ကြီးလဲ listening ကျင့်စရာမလိုဘူး speaking ကိုလည်းနေတိုင်းကြီးကျင့်နေစရာမလိုဘူး IPA ကိုကျွမ်းကျင်ပိုင်နိုင်တိုင်းဆိုလိုတာက writing အတွက် grammar ဒီ formula ပုံစံမျိုးပဲ speaking အတွက်ဆိုရင် IPA ဒီ formula ဘာလို့လဲစကားလုံးတစ်လုံးကိုဘယ်လိုမျိုးအတန်အတွက်မှန်နဲ့စကားပြောမလဲဆိုတဲ့ formula ပဲเนาะ IPA ကိုကျွမ်းကျင်ပိုင်နိုင်မယ်ဆိုလို့ရှိရင် speaking ကိုလုံးဝကျွမ်းကျင်ပိုင်နိုင်တယ်เนาะဒါကျွန်တော်အာမခံတယ်เนาะ formula မသိဘဲနဲ့ speaking practice ကျင့်နေတာမျိုးတွေ listening practice ကျင့်နေတာမျိုးတွေဘယ်လောက်ကြောင်ပဲကျင့်ကိုယ့်ရဲ့ speaking ကစကားပြောတဲ့ပုံစံကပြောင်းလဲလာမှာမဟုတ်ဘူးကိုယ့်ရဲ့အတန်အတွက်လေးယူလေးသိန်းဒါတွေကို IPA မသိဘဲနဲ့ဘယ်လို့မှမပြောင်းလဲနိုင်ဘူးเนาะဒါကြောင့်အခြေခံအကြဆုံးဖြစ်တဲ့ IPA ကိုကျွန်တော်တို့ speaking တကယ်တမ်းကောင်းချင်တယ်ဆိုရင်လေ့လာရမယ်ဒါကြောင့်မလို့အဲ့ဒီလိုမျိုး IPA ကိုစနစ်တကျလေ့လာပြီးတော့ကိုယ့်ရဲ့စကားပြောတဲ့ပုံစံလေးယူလေးသိန်းအတန်ထွက်တွေကိုပြင်ကျင်တဲ့သူတွေအတွက်ကျွန်တော်ခိုးတစ်ခုလုပ်ပေးထားတာရှိတယ် speak like a native လို့ခေါ်တယ်ပေါ့နော် English native speaker တယောက်လို့ကျွန်တော်တို့ English စကားကိုဘယ်လိုမျိုးပြောမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဗီဒီယို22ပုံနဲ့အခြေခံကနေစပြီး IPA ကနေစနစ်တကျကျွန်တော်သင်ပြပေးထားတာခုရှိတယ်ပေါ့နော်အဲ့ဒီ course ကို join ပြီးတော့ IPA ကိုစနစ်တကျလေ့လာပြီးတော့ကိုယ့်ရဲ့ English စကားပြောတဲ့ပုံစံအတန်အတွက်
လေယူလေသိန်းတွေကိုပြောင်းလဲလို့ရတယ်ဒါမှမဟုတ် Zoom class ပေါ့နော် Zoom နဲ့လည်းတိုက်ရိုက်ကျွန်တော်တို့ကိုယ့်ရဲ့အတန်အတွက်အမှားတွေငပိတန်ပါနေတဲ့ English speaking တွေကိုကျွန်တော်တို့ training လုပ်ပြီးတော့ပြောင်းလဲပြလို့ရတယ်နော်ဒါကိုနဲ့ကိုက်ညီတဲ့ပုံစံမျိုးကျွန်တော်ရှိမှာ IPA နဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးသင်တန်းတွေကိုယူလို့ရတယ်ပေါ့နော်ဆိုတော့တရားတစ်ခုကမိတ်ဆွေညီနဲ့ IPA ကိုမဖြစ်မနေကိုလေ့လာဖို့လိုအပ်တယ် IPA ကိုလေ့လာလို့ဘယ်တော့မှနောင်တမရစေအောင် IPA နဲ့ပတ်သက်ပြီးအများစွာသောအကျိုးကျေးဇူးတွေပဲရလိမ့်မယ်ဒါကျွန်တော်ရဲ့ personal experience ကနေလာပြီးတော့ကျွန်တော်ရဲရဲဝံ့ဝံ့ပြောရတာဖြစ်တယ်เนาะကျွန်တော် IPA ကိုလေ့လာခြင်းအပြင်ကျွန်တော်ရဲ့ English စာအတွက်ကျွန်တော်ရဲ့ English speaking အတွက်အထူးသဖြင့်အများကြီးအကျိုးတွေရခဲ့တယ်တဲ့အဲ့ဒီလိုမျိုးပဲမိတ်ဆွေလည်း IPA ကိုလေ့လာပြီးတော့မိတ်ဆွေရဲ့ English speaking English language learning နဲ့ပတ်သက်ပြီးတော့အကျိုးအမြတ်တွေအများကြီးရခြင်းတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ course ဒါမှမဟုတ်ကျွန်တော်ရဲ့ Zoom class ကို join ဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်သင်တန်းကိုတော့ဒီဖုန်းနံပါတ်ဒါမှမဟုတ် Telegram account ကနေပြီးတော့သင်တန်းအကြောင်းကိုစုံစမ်းမေးမြန်းလို့ရတယ်ပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်